မြက်ပတ်သက်တာလုပ်ပေးတာနော်ဒီကောင်တွေကမြက်ပတ်ရင်မြက်ပတ်ပြီးတော့ဝိုင်းစီပေါက်ရင်ပြီးတော့ဒီမှာဂီယာဝိုင်းတပူးထည့်ဝိုင်းစီပေါက်လို့ရှိရင်ဂီယာဝိုင်းထွက်မယ်ပေါ့မြက်ပတ်တာများရင်ဝိုင်းစီပေါက်သွားနော်ဂီယာဝိုင်းထွက်မယ်ဂီယာဝိုင်းထွက်လို့ရှိရင်ဂီယာဝိုင်းမရှိရင်အမဲဒီယိုဂီယာဝိုင်းလည်းမရှိရင်ချင်းတို့ဒီဘောလေးဆိုထိတယ်ပေါ့နော်ဒီကောင်ကဒီမှာဒီຢာတွေပေါက်ပြီးတော့ဒီမှာဂီယာဝိုင်းနဲ့မနေဘဲနဲ့ချင်းပြက်ပြီးတော့ဒီမှာထိုးခွဲထားပါဒီမှာကျွန်တော်စုံပေးတာနော်ဒါဂီယာဝိုင်းတပူးထည့်တာလုံးဝလုံပါတယ်ပေါ့နော်အဲ့တော့ဒီကိုင်းကုတ်တဲ့ချိန်အမိုက်ဒီနဲ့မောင်းလို့မကောင်းဘူးဆိုရင်ဒီလိုလေးလှုပ်လို့ရှိရင်နီးစက်ရဝင်ဆိုင်မှာဘိုက်ကုတ်သမားတွေဒီလိုလေးလှုပ်ထားမယ်ဆိုရင်ဒါမျက်ရည်သက်တာလို့ရှိရင်အဝိုင်းသီးပေါက်နေမယ်အဝိုင်းသီးပေါက်လို့ရှိရင်ဘောတွေကြာကြာခံတာပေါ့ဥပမာကြာမခံဘူးနော်ဒီတည်းကဘောတွေဆိုရင်ဒါဂျပန်ဘောထည့်တာတစ်လုံးကို6000ကျော်လောက်ကြာလာကြည့်အဲ့တော့ဒါအခုဆိုရင်ဒါမျက်ရည်သက်တာသွားမယ်ပေါ့တော့မျက်တော်လေးလေးဒါမောင်းမယ်ဆိုရင်မရည်မပတ်တော့ဘူးနော်ဒါလေးရှင်းပြမျက်မပတ်တော့ဂီယာဝိုင်းနဲ့အထက်မှာဘောလေးကြာကြာနေမယ်ချိန်လေးကြာကြာခံတာပေါ့နော်ဆိုရင်မျက်ပတ်ပြီးဝိုင်းစီပေါက်ပြီးတော့အလုံးတွင်းချိန်ဆိုတော့ရုပ်တရက်လဲချိန်မရှိတော့ဒါချိန်တို့ဘောတွေကြာကြာမခံတော့ဘူးနော်မြေကြီးတွေနဲ့အမိုက်တွေနဲ့ရောထွေးပြီးတော့ဘောတွေလည်းရေရှည်သုံးလို့မရတော့ဒီလောက်ပါပဲနော်ကိုင်းကုန်းသမားတွေဒီစက်ရောက်လေးဆိုင်မှာဒီလိုလေးလုံးမယ်ဆိုရင်မျက်ရည်ပတ်တာသက်သာမယ်လို့ဒါလေးပြောပြရအောင်နော်